ငွေကြေးဒဏတွေကိုပိုင်ဆိုင်တာတွေယိုကျပျက်စီးသွားနိုင်တဲ့အပေါက်ကြီး6ပေါက်ကိုသတိထားပြီးတော့ပိတ်ပါတဲ့အဲ့ဒီအပေါက်6ပေါက်ကဘာလို့ဆိုလို့ရှိရင်နံပါတ်1ကအာလတယတဲ့အပြင်းထူခြင်းဟာအပေါက်တစ်ပေါက်ပဲနော်အပြင်းထူပြီးဆိုလို့ရှိရင်ရှာထားတဲ့ဇီဝဥစ္စာပျက်စီးတာပဲလေကိုယ်တိုင်ခုနပြောတာလို့ကိုယ်တိုင်လုပ်ရမယ့်အလုပ်ကိုမလုပ်ဘူးအပြင်းထူတယ်တဆင့်ခိုင်းတယ်ကိုယ်တိုင်ကြည့်ရမှမကြည့်ဘူးအပြင်းထူတယ်တဆင့်ခိုင်းတယ်အဲ့ဒါလို့အပြင်းထူပြီးဆိုလို့ရှိရင်လည်းပဲဒါဇီဝဥစ္စာအဲ့ဒီလိုလူပြင်းမှာဒီဇီဝဥစ္စာမရှိဘူးလို့ဆိုလို့တယ်ယိုကျနိုင်တယ်ပျက်စီးနိုင်တယ်ဘလောက်ချမ်းသာအပြင်းထူတဲ့လူရဲ့လက်ထဲမှာဇီဝဥစ္စာဆိုတာကြာရှည်မတည်ဘူးလို့သူတို့ဆိုတယ်နောက်တစ်ခုကဘာတော့ဆိုပမာတော်ရလာတဲ့ပစ္စည်းဥစ္စာလေးပေါ်မှာရစ်မှုတယ်နော်တသက်တာစားလို့မကုန်ဘူးလို့ထင်တယ်ဘေးကဝိုင်းမြောက်တဲ့အပေါ်မှာตายရတယ်ညသောအဖြစ်ဘေးကဆရာနဲ့ခေါ်ရင်လည်းပဲနော်ခြေနှက်ကြတာလေအန်တီတို့အန်ကယ်တို့ဆိုလဲခြေနှက်ကြတယ်ပေါ့အဲ့လိုဝိုင်းမြောက်ပြီးတော့ဒီပေါ်မှာရစ်မှုနေပြီဆိုလို့ရှိရင်တော့အဲ့ဒါပမာဒလို့ခေါ်တယ်အဲ့ဒီရစ်မှုနေခြင်းဟာလည်းပဲစီဝဥစ္စာမတည်တဲ့အပေါက်တစ်ခုပဲဖြစ်တယ်ယိုကျပျက်စီးသွားမှာပဲဖြစ်တယ်နောက်တစ်ခုကအနုဋ္ဌာဏတက်ကြွကြိုးစားမှုမရှိတာတက်ကြွတက်ကြွမှုမရှိဘူးစီဝဥစ္စာနဲ့ပတ်သက်ပြီးထိမ့်သိမ့်တဲ့နေရာအလေလွတ်မရှိအောင်စိတ်ဆက်အလုံးမလုံးဘူးဆိုလို့ရှိရင်လေစီဝဥစ္စာယိုကျပျက်စီးသွားတယ်နံပါတ်4ကဘာလို့ဆိုအတန်ယမကိုနှုတ်စောင့်စည်းမှုမရှိဘူးကိုချင်းတရားမရှိဘူးလို့ဆိုလိုတယ်တာယမဆိုတာကိုထိမ့်သိမ်းစောင့်ရှောက်တတ်ရမယ်အနေအထိုင်စောင့်ရှောက်တယ်အပြောဆိုဆင်ခြင်တယ်ကိုယ်သိက္ခာကိုထိမ့်သိမ်းတယ်ကိုချင်းတရားအတ္တလို့ခေါ်တဲ့ကျင့်ဝတ်မပြတ်အောင်နေထိုင်တယ်အဲ့ဒီလိုမနေဘူးဆိုရင်လည်းစီဝဥစ္စာယိုကျသွားနိုင်တယ်လို့သူတို့ဆိုနောက်တစ်ခုကဘာလို့ဆိုနိဋ္ဌာနံပါတ်5ကနိဋ္ဌာအိတ်မက်ခြင်းပဲဖြစ်တယ်နော်အဲ့တော့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒီည7နာရီရှိတာကိုမြတ်စွာဘုရားက2နာရီပဲအိတ်ခိုင်းတယ်24နာရီမှာနော်22နာရီအလုပ်ခိုင်းတယ်2နာရီပဲအိတ်ခိုင်းတယ်ကျန်တဲ့အချိန်မှာအလုပ်လုပ်ခိုင်းနိဗ္ဗာန်ရခြင်းရင်တောင်အဲ့ဒါတော့လုပ်ရတယ်စီးပွားဥစ္စာရခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအိတ်အနေနဲ့ရမယ်လို့သူတို့ဆိုတယ်အိတ်အနေနဲ့ရဒီထဲမှာစင်ကာပူနိုင်ငံဆိုတာကိုကြည့်လိုက်စင်ကာပူနိုင်ငံချမ်းသာတာအလကားချမ်းသာတာမဟုတ်ဘူးသူဘယ်လောက်လုပ်ရတယ်ဆိုတာစဉ်းစားကြည့်စင်ကာပူနိုင်ငံကတကယ်ကတော့သူ့ရဲ့အချိန်ဟာအခုပြောင်းထားတဲ့အချိန်ဟာဟောင်ကောင်အချိန်ကိုချိတ်ဆက်ထားတာတကယ်ကသူ့အချိန်မဟုတ်ဟောင်ကောင်အချိန်ကိုသူကနောက်မကျအောင်လို့ချိတ်ဆက်လိုက်ပြီးတော့ဟောင်ကောင်အချိန်တိုင်းယူထားတာဘာကြောင့်ဟောင်ကောင်ကိုချိတ်ဆက်လဲဆိုရင်ဟောင်ကောင်ကတကမ္ဘာလုံးနဲ့ချိတ်ဆက်တာဖြစ်တယ်ဟောင်ကောင်အချိန်တိုင်းချိတ်ဆက်တကယ်ကတော့ဟောင်ကောင်နဲ့သူနဲ့တခြားစီနော်အဲ့ဒီဟောင်ကောင်အချိန်ကိုယူပြီးတော့စင်ကာပူကလူတွေကြည့်မနေ့ဆိုစောကြီးအလုံးလုံးချညဆိုလဲလုံးလုံးချအဲ့ဒီလိုကြိုးစားသည့်အတွက်ကြောင့်ကြီးပွားတာတမ္မာအဖြစ်ကြီးပွားတာမဟုတ်ဗမာပြည်ကလူတွေကတော့ဘယ်နှစ်နှစ်အတွင်းစင်ကာပူကြော်တက်ရမယ်ဘယ်သူကကြော်မယ်တော့မသိဘူးဘယ်သူကကြော်မယ်တော့မသိကြော်တော့ကြော်မှာပါနော်အဲ့သူများကြော်တာမကြော်တာလေကိုလုပ်တဲ့အလုပ်တစ်ခုပဲအာယုံဆိုင်ရမှာဖြစ်တယ်ကိုဘယ်လိုသွားနေသလဲဆိုတာကိုစဉ်းစားဖို့လိုတယ်ပေါ့နော်စဉ်းစားဖို့လိုတယ်အဲ့တော့သူတို့ကဘယ်လိုလုပ်တယ်လဲဆိုတာဒီတစ်ခုတည်းနဲ့တင်ကြည့်ဘယ်လောက်ကြိုးစားတယ်ဆိုတော့ဒါနဲ့ကြည့်အချိန်ဟာဘယ်လောက်စောထားလိုက်တယ်ဆိုတာကြည့်သူတို့အချိန်မဟုတ်ဘူးအစောကြီးထားတယ်အလုပ်တစ်ခုလုံးအဲ့တော့ကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်အမှန်တရားအိတ်တွေကိုလျှော့လိုက်တဲ့သဘောပဲအိတ်ပြီးအချိန်ဖြုံးနေမယ်စားအလုံးလုံးနေတယ်ကဘာမှာနော်တခြားနိုးထားနေတဲ့အိတ်နေနဲ့စားလိုက်ရင်ဒါမအိတ်ပဲနဲ့ကြိုးစားနေတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်ဥပမာမဲ့သူ့အချိန်ဆိုတာဒီသူ
သူဒေသနဲ့သူအချိန်တွေကကွဲပြားခြားနားနေတယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်ဂျပန်မှာဆိုလို့ရှိရင်ညအိတ်ဆက်နေတဲ့အချိန်ရောက်သွားပြီဗမာပြည်လူတွေကအခုတရားနာနေတယ်